စာမဲ့တဲ့ယောက်ျားတွေကိုမုန်းတီးပြီးချစ်သူစုံတွဲတွေလာရင်ကွဲတယ်ဆိုပြီးနာမည်ကြီးလာတဲ့မိမရဲတောင်သခင်မရဲ့နောက်ခံသမိုင်းကြောင်းလေးကိုတင်ဆက်သွားပေးကြပါမယ်ဗျမိမရဲသခင်မတောင်ဆိုတာရှမ်းပြည်နယ်တောင်ပိုင်းဓနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်တွေကမင်းတိုင်ပင်ကျေးရွာထဲမှာတည်ရှိတဲ့တောင်တထောင်ဖြစ်ပါတယ်ဗျတောင်ရဲ့အမြင့်ကတော့ပေ600ကျော်လောက်ရှိတယ်လို့ဆိုပါတယ်တောင်တော်တစ်ခုလုံးမှာဇေဒီပတိုးဖြူဖြူလေးတွေအပြင်တောင်နံရံတွေမှာရက်တော်မူရုပ်ပွားတော်တွေကြောင့်တောင်ပေါ်ကနေမြင်နေရတဲ့ရှုခင်းတွေကလည်းတကယ်ကိုရင်သက်ရှုမောစရာပါပဲရွာငံမြို့ကနေတောင်ကြီးရွာငံလမ်းမကြီးတိုင်းမိုင်20နီးပါးခန့်သွားခဲ့ရင်မြင်းကျတိုးဆိုတဲ့ရွာကလေးကိုရောက်ပါတယ်အဲ့ဒီရွာကလေးကိုကြော်လိုက်ရင်တော့မိမရဲသခင်မတောင်ဆိုတဲ့ဆိုင်းဘုတ်ခက်ကြီးကြီးကိုလမ်းရဲ့ညာဘက်မှာတွေ့မြင်ရမှာဖြစ်ပြီးဆိုင်းဘုတ်ကနေဝင်လာခဲ့ရင်တော့မိမရဲသခင်မတောင်ကိုလှမ်းမြင်နေရပါပြီမိမရဲသခင်မတောင်ရဲ့နာမည်ကထူးကြပါတယ်နာမည်လေးကထူးကြသလိုနာမည်ဖြစ်ပေါ်လာတဲ့ဒန်တာကြီးကလည်းထူးဆန်းလာပါတယ်ဒန်တာကြီးလေးကတော့ရှေးတုန်းကအဲ့ဒီဒေတာမှာတိတ်ကိုလှပတဲ့နန်းဧကရီဆိုတဲ့မိမပြိုလေးတူရှိပါတယ်သူ့ရဲ့အလှကုန်ကြော်စောမှုကြောင့်ဘရင်ကတော်ကောက်လိုပေမဲ့သူမကတော့မိဖုရားမဖြစ်လို့တဲ့အတွက်ရွာကနေထွက်ပြေးပြီးဒီတောင်ပေါ်မှာလာပုန်းခဲ့ပါတယ်တဲ့ဘရင်အမှုတန်းတွေကလည်းဒီတောင်မှာရှိမှန်းသိတော့လိုက်လံဖမ်းဆီးတဲ့အခါမှာမလွတ်နိုင်တော့တဲ့အစုံတောင်ထိပ်ကနေတောင်အောက်ကိုခုန်ချအဆုံးစီရင်ခဲ့ပါတယ်တဲ့အဲ့ဒီကနေအစိမ့်သေးပြီးဒီတောင်မှာတောင်ဆောင်သခင်မှလာဖြစ်တာပါနန်းဧကရီကိုမလုတ်ချင်တာကိုလုံးဝမလုတ်ပဲအသက်အသေးခံလိုက်လို့တေရဲတဲ့မိန်းကလေးရဲရင်တဲ့မိန်းကလေးဆိုပြီးမိမရဲလို့အတိမတ်ပြုရာကနေဒီတောင်ကိုလည်းမိမရဲသခင်မတောင်လို့အမည်ပေးခဲ့တာပါတဲ့နန်းဧကရီသခင်မရဲ့နတ်နန်းကိုလည်းဓာတ်လီကားလေးတိုင်းတက်သွားရင်တောင်တဝက်လောက်မှတွေ့နိုင်ပါတယ်နောက်ထပ်စမ်းကြတာတစ်ခုကတော့နိုင်ငံအနှံ့အပြားမှာသာသနာပြုလေရှိတဲ့ရောက်ကော်ဘိုးဘိုးကြီးကိုမိမရဲသခင်မတောင်ဆောင်နှက်ကအိမ်မက်လာပေးတာပါအဲ့ဒီတောင်မှာဇေဒီဖျားတွေတဲပြီးသာသနာပြုဖို့သူ့ကိုရည်စူးပြီးအလူလုတ်အမြတမ်းပေးဝေဖို့အိမ်မက်လာပေးတာပါတဲ့အိမ်မက်မှတ်ပြီးတော့ဘိုးဘိုးကြီးကလည်းဒီတောင်ကိုလိုက်လံရှာဖွေပါတယ်ဒီလိုရှာဖွေနေရင်လည်းမျက်စိလဲပြီးဘလို့မှရှာမတွေ့ဘူးဖြစ်နေချိန်မှာတောင်တော်ရဲ့အရှိပဲရွာငံအောင်ပန်းကားလမ်းမကြီးမှာကားကအလိုလိုဆက်ရက်လို့ပြတ်သွားခဲ့ပါတယ်ကားပြင်နေတဲ့အချိန်ညနေဆောင်အရောက်မှာတော့ကားလမ်းဘေးခြုံတော်တဲ့ကနေအစိမ်းရောင်ဝရှမ်းမလေးတယောက်ထွက်လာပြီးဘာရသေးရှာနေတဲ့မိမရဲသခင်မတောင်ဆိုတာဟောအခုမြင်နေရတဲ့မြင်မလာတဲ့တောင်ပေါ်လို့ပြောပြီးပျောက်ကွယ်သွားပါတယ်တဲ့မိမရဲသခင်မကိုယ်တိုင်လူရောင်ပြပြီးတောင်ရှိတဲ့နေရာကိုလာညွန်ပြတာဖြစ်မယ်လို့ထင်ရပါတယ်ဒီလိုနဲ့ပဲရောက်ကော်ဘိုးဘိုးကြီးကအိမ်မက်ပေးတဲ့အတိုင်းဒီတောင်ထွက်ပေါ်မှာဇေဒီပထိုးတွေအများကြီးတည်ထားခဲ့လို့ဇေဒီပထိုးများစွာနဲ့အခုလိုလပတာယာနေတာပါနောက်ထပ်မူကွဲတစ်ခုမှလည်းဇလန်းလေးကတမျိုးစမ်းနေပြန်ပါသေးတယ်အဲ့ဒါကတော့ဘရင်သမီးတော်လေးနန်းဧကရီမွေးကတန်မန်အရက်သားတယောက်နဲ့ချစ်ကြိုက်မိပြီးဖာခမဲတော်ကသဘောမတူပဲချစ်သူကိုတတ်မိန်ထုတ်လိုက်တဲ့အခါမှာချစ်သူနောက်ကိုခိုးရလိုက်သွားခဲ့ပါတယ်ဒါပေမဲ့အခုမိမရဲတောင်သခင်မရဲ့အရှိဘက်ရွာအခွန်တွေကိုကောက်ခံတဲ့ကင်းထောက်ဆိုတဲ့နေရာအဖြတ်မှာဒီနေရာကနေဖြတ်တန်းဖို့အခွန်ငွေတောင်းတော့ချစ်သူအရက်သားခမ